ဘာမင်္ဂလာပါဗျာ မင်္ဂလာပါခင်ဗျာ ဘာလို့အဖွဲဒီလမ်းမတော်16လမ်းအလယ်မှာလာရောက်ပြီးလုပ်တဲ့အားဒီနည်းနည်းပြောပြပေးပါဦး ဟောကျွန်တော်တို့16လမ်းအလယ်လမ်းမှာတာရင်နိုင်အဖွဲ့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်လာပြီးတော့လမ်းနိုင်အဖွဲ့နဲ့လာပြီးတော့ထိုးပေးတာပါခင်ဗျာ ဘယ်နဲ့တည်းဖြစ်သွားပြီလဲ အခု30ကျော်40လောက်ဖြစ်သွားပါပြီခင်ဗျာ ဖြစ်သွားပြီအားလုံးကဘယ်နဲ့တည်းထိုး 48တယ်ပါခင်ဗျာ 48ယူရမလုံးနဲ့ထိုးလဲ 12ယောက်ပါခင်ဗျာ 12ယောက်ပေါ့နော်အခုဒါဆိုလို့ရှိရင်ဒီယာဒီမှာဘာလို့နှစ်တိုင်းအောက်ဘက်မှာလည်းလုပ်တယ်အပေါ်ဘက်မှာလည်းလုပ်တယ်ပေါ့ ဟုတ်ကဲ့ခင်ဗျာ ဟုတ်ကဲ့ပါ ကျွန်တော်တို့ဆမလဲထိုးတဲ့ကို25နှစ်30လောက်ရှိပါပြီ ဟောနှစ်50 30လောက်ရှိပြီပေါ့နော် နှစ်အစိတ်30လောက်ရှိပါပြီခင်ဗျာ ဘယ်နာမည်လေးပြောပါဦး မြင့်သိမ်းပါလာသာမျိုးနေရပါ လာတာမျိုးနေအောင်ဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့မင်္ဂလာပါကိုကြီးတွေ့တယ် မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ကိုကြီးနေတာတွတ်တဲ့ကိုယ်တည်းလောင်းကြီးလို့ကြည့်ရပါ ဟုတ်ပါရဲ့ခင်ဗျာ အဲ့တစ်ချက်မိတ်ဆက်ပြီးတော့ဒီရောက်လာရေးချက်ကလေးကို ဒီဒါကတော့ကျွန်တော်မျိုးနယ်ဆိုတော့ကျွန်တော်ကအများအားပတ်နေတဲ့လူပါကျွန်တော်တောက်လျှောက်ပတ်နေတာပါเนาะကျွန်တော်မနေ့ကနေ့လေကလည်း အငိုးလား ကျွန်တော်ဒီမိဘပြည်သူတွေရဲ့တောင်းဆိုချက်ကြောင့်ကျွန်တော်လမ်းကြားတစ်ခုမှာအမိုက်ကိစ္စလေးလည်းတွားရောက်ဖြေရှင်းပါတယ်ကျွန်တော်ဒီမှာ လမ်းသားရေးအဖွဲ့တွေ ဒီလမ်းပေါ်မှာရှိတဲ့မိဘပြည်သူတွေအတောင်လည်းနားထောင်ရင်းနဲ့ကျွန်တော်ဒီမှာလည်းမနေ့ထဲကပေါ့နော်ကျွန်တော်အစောကြီးတဲ့ကရောက်ပြီးတော့ကျွန်တော်ဟိုလာရောက်ပူးပေါင်းပြီးတော့ဆောင်ရွက်နေတာပါဆောင်ရွက်နေရတဲ့ကိုကျွန်တော်ဒီပွဲကြီးကိုကြည့်ရတာလေ ဒေနာလဲထားတယ်လေ ကျွန်တော်တို့ပွဲလေး မြစ်တာဒေနာဟုတ်လားတူကဒေနာတူကမြစ်တာ အား ပဲ တိုင်းပွဲတွေမှာဆိုရင် ဟုတ်ကဲ့ပါ ဟုတ်နော်ကျွန်တော်တို့ကဒီလိုစီစီကားကားတွေပေါ့နော်လုပ်ဖို့ဆိုတာဒါခိုင်းနေတွေမှာတအားခဲရင်ပါလေကျွန်တော်အခုချိန်မှာတော့ဒါစီစီကားကားနဲ့တကယ်တဘာဝကြကြစီစီကားကားပါနော်ဒီလူတွေအားလုံးကကျွန်တော်တို့ဒါကိုပိုင်စိတ်ဓာတ်နဲ့လာရောက်ပြီးတော့ပူးပေါင်းနေတဲ့အဖွဲ့ကြီးပါကျွန်တော်ဒီမှာဟိုနော်ကျွန်တော်ဖုန်းဝင်လင်းပြောရရင်တယောက်မှလာကြပါအောင်လို့ခေါ်ထားတဲ့လူတယောက်မှမပါဘူးနော်ဒါကျွန်တော်တို့အတိစိတ်ဓာတ်နဲ့နော်ဒါဆိုရင်လည်းဒါကျွန်တော်တို့ဓမ္မယုံရဲ့ဒါဥက္ကဋ္ဌကြီးပါ16လမ်းဓမ္မဥက္ကဋ္ဌပါဒီမှာလည်းဥက္ကဋ္ဌဒါကဓမ္မနာယကဒီမှာနော်ဒီအမကြီးအကိုကြီးဒါပါအောင်ကြွပါအောင်ဟုတ်ကဲ့ဒါရကျွန်တော်ရမရပါနဲ့မိသားစုတွေပါဒီမိသားစုတွေအားလုံးကလူတယောက်ရဲ့ဖိအားကြောင့်ဒီမှာဆောင်ရွက်နေတာမဟုတ်ဘူးနော်ကျွန်တော်တို့ကိုယ်ပိုင်စိတ်ဓာတ်နဲ့နော်ကျွန်တော်တို့ဒီပွဲကြီးကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင်စိတ်ဓာတ်နဲ့အားလုံးဆောင်ရွက်ခဲ့တာပါကျွန်တော်ဒီလိုအောင်မြင်လာလဲဒါကျွန်တော်ပွင့်လင်းပြောရင်တော်တော်ကိုဝမ်းသာတယ်နော်ဟုတ်ကဲ့ပါ ဟုတ်ကဲ့အကဲခင်ဗျအကဲဒီမှာအခုလုပ်တဲ့ပွဲတွေပဲဒီနားမှာဘလို့ဖြစ်ပြီးတော့လမ်းမလာပါတဲ့အောင်လည်းဘလို့ဖြစ်နေလဲ ပျော်ရွှင်ပါတယ်ပျော်ရွှင် ဖြစ်ပါတယ် ဟုတ်ပါ တလားပြောပါဘာရေးပြောပါ ဟုတ်ပါတယ်ဘာပြီးတော့ကျွန်တော်ဒီဓမ္မယောရဲ့ဥက္ကဋ္ဌပါအကုန်လုံးဝိုင်းကူညီတဲ့အတွက်ပထမအချိန်နဲ့ဖြစ်တဲ့အတွက်အားလုံးဝိုင်းတာတာနဲ့နော်လှုပ်ဖြစ်တာလည်းကျေးဇူးတင်ပါတယ် အားလုံးကျေးဇူးတင်ပါတယ် ဒီမှာလည်းလမ်းဥက္ကဋ္ဌ လမ်းပါရရဲ့ဥက္ကဋ္ဌ ရဟုတ်ကဲ့ရဟုတ်ကဲ့အကိုကြီးဘာလို့သဘောတရားလေးတွေပြောပြပေးပါဦးရင်ထဲမှာဘလို့ဖြစ်နေလဲနှစ်တိုင်းလုံနေဒီပွဲတော်ကြီးတွေဘလို့များပြောကျင်တယ်လဲပြောကျင်တာလေးပြောပြပေး ဒီ ပါ တိုင်းလုပ်ပေမဲ့ကျွန်တော်တို့ကပထမဆုံးချိန်ဖြစ်တဲ့အတွက် ဟုတ်ကဲ့ ဝမ်းမြောက်ဝမ်းသာမိတာပေါ့ ဒါဆိုအရင်ရစ်တရားအရင်ဟိုဘက်အချမ်းတွေဟိုဘက်အောက်ဘလော့တွေပါပဲလောက်ကြတယ်ပေါ့နော် ဟုတ်တယ် ဟုတ်ကဲ့ အဲ့ဒီဘက်ကမလုပ်ဖြစ်ဘူးပေါ့ ဟုတ်ကဲ့အားလုံးပေါင်း48တယ်လို့ကြားရပါတယ် ဟုတ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ ဒါပေမဲ့အားလုံးဝင်လာတော့60လောက်တော့ဝင်တယ် 60လောက်တော့ဝင်ပါတယ် ဒါပေမဲ့ ဟုတ်ကဲ့ တော့ထိုးလာမီမီတော့မပြောတတ်ဘူး ဟုတ်ပါတယ်အခုကြည့်ပါဒါကျွန်တော်တို့ပြည်တော်စုကြီးလို့ခေါ်ပါတယ်ဒီပြည်တော်စုကြီးမှာ Chinese တရုတ်လူမျိုးတွေနော်မြန်မာတို့ရဲ့ရိုးရာဓလေ့မှာအစင်တကွပူးပေါင်းဆောင်ရွက်တဲ့ Chinese လူမျိုးတွေဒီရိုးရာဓလေ့ကိုကျွန်တော်တို့မြန်မာပြည်သားတွေပဲခံစားခွင့်ရှိတယ်ဒီလောက်ကြီးမြတ်တဲ့ရိုးရာပွဲတွေမှာဒီလိုလူမျိုးတွေနဲ့ကျွန်တော်ဗမာလူမျိုးတွေရင်းနှီးကြော်ဝင်စွာနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ကြတာဘလို့ပျော်ရွှင်ဖို့ကောင်းတယ်ကြောင့်မို့ကဘာကြီးမှာကြည့်လိုက်ပါကျွန်တော်မြန်မာပြည်မှာရိုးရာဓလေ့ယဉ်ကျေးမှုဆိုတာအပြည့်အဝရှိပါတယ်ဟုတ်ပါသလားခင်ဗျာ ဟုတ်ပါတယ် ဒီရိုးရတဲ့ဓလေ့နဲ့ယဉ်ကျေးမှုနဲ့အညီကျွန်တော်တို့ခံစားရတယ်ကျွန်တော်တို့တိုင်းပြည်မှာနေတယ်ကျွန်တော်တို့ရေတွေတောက်မယ်ကျွန်တော်တို့မြေတွေကိုစားမယ်ဒီရေမြေသဘာဝတောတောင်နေနဲ့အတူဒီသဘာဝကြီးရဲ့အလှတွေကိုရိုးရတွေနဲ့အတူကျွန်တော်ခံစားရင်းနဲ့ကျွန်တော်တို့တိုင်းရင်းသားတွေကျွန်တော်တို့ညီကိုတွေတရုတ်လူမျိုးတွေအစ္စတန်လူမျိုးတွေအားလုံးညီညွတ်သွားနဲ့ဒီတိုင်းပြည်ကိုကာကွယ်ကြရင်မကောင်းဘူးလားဒီရိုးရကြီးတွေကိုကျွန်တော်အနှစ်သာရရှိစုပေါင်းပြီးဖန်တီးကြရင်မကောင်းဘူးလားဒါမို့ဒီကောင်းမှုအတွက်ကိုကျွန်တော်အားလုံးပူးပေါင်းညီညွတ်သွားအခုလိုဓမ္မဝဲကြီးကိုရမ်းမြိုင်းဆိုင်ကျွန်တော်ကာရင်နဲ့ထိတ်တီးရိုးရင်းနဲ့အကုန်လုံးပျော်ရွှင်ကြတဲ့ချင်းလေးတွေပြန်ဖွင့်ပေးကြပါခင်ဗျာချင်းပါဖွင့်ပါခင်ဗျာကဲဓမ္မနဲ့ထိုးတဲ့ဘွဲကိုချင်းဖွင့်မယ်